မင်္ဂလာပါကျမနာမည်ကလီဆာဦးကျမကကိုတိုင်ပေါ့နော် product တောက်သုံးသူမျှဝေသူလည်းဖြစ်တယ်ပြီးတော့ဒီ Forever Business Full Time လောက်တာတက်တန်း17နှစ်ရှိပါပြီဒီနေ့မိတ်ဆွေတို့ member join ပြီးသွားပြီပါအကျိုးအမြတ်ခံစားရလဲနေ့ဒီဗီဒီယိုပေါ့နော်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျမကထားမှာနေတယ် Forever Business မလုပ်ခင်ကစားတော့ဆိုင်မှာစပွဲထိုးနေ့စားလခစား Forever Business လုပ်ပြီးတော့ပြီဆိုရင်ကျမရဲ့ဘဝကအကုန်လုံးပြောင်းလဲသွားတာပါနော်ဘဝ lifestyle ပြောင်းလဲတယ်ကျန်းမာရေးပူကောင်းလာတယ်ကိုယ်ပိုင် business လုပ်တဲ့အတွက်ကြောင့်အချိန်လည်းလွတ်လပ်တယ်ပြီးသားဆိုအချိန်ပိုပေးနိုင်တယ် financial freedom free travel အိမ်မက်တွေအကုန်လုံးအကောင့်ထဲပေါ်နိုင်တယ်ဒီ business ကိုလုပ် change your thinking change your life more than 165 country Forever က global business စိတ်လှုပ်ရှားစရာကောင်းတယ်နော်ဒီအိတ်နေတဲ့အချိန်မှာဝင်ငွေရအောင်နီးလန်းမရှာဘူးဆိုရင်တစ်ဘွားတစ်ခုလုံးအလုပ်လုပ်ရပါလိမ့်မည်ဒါကြောင့် system make your money လုပ်ပါ system နဲ့အတူတူလက်တွဲလုပ်လို့ရှိရင် passive income ရတယ်အိမ်မှာနေနေ business လုပ်လို့ရတယ်ဘယ်မှာတွားခရီးသွားရင်လည်း business လုပ်လို့ရတယ်အိမ်နဲ့လည်း passive income ရှိတယ် global business system work for you system နဲ့အလုပ်လုပ်ရမယ်ကိုမလုပ်လည်းပဲ system ကသူ့အလိုလဲပတ်တယ်system make your money Forever story ရှင်းပြပေးမယ် member join ပြီးသားပြီချစ်မိတ်ဆွေတို့ story နားလည်ရမယ် Forever ရှားဆောင်က made in United States သူရဲ့ international office ကတော့ Arizona မှာ that free Forever ကုမ္ပဏီတထင်းင်းကလေအရန်ချမ်းသာတယ်ပတ်စံချိစံမလို့ဘူးနော် that free နိုင်ငံပေါင်း160ကျော်ရုံးချုပ်ကုမ္ပဏီတည်ထောင်ထားတယ် experience လည်း40အထက်40နှစ်အထက်နော် experience လည်းရှိတယ်နိုင်ငံတကာရုံးချုပ်ကုမ္ပဏီ160ကျော်ရုံးချုပ်ကုမ္ပဏီ1988ခုနှစ်စတင်တယ်ဒီနေ့ဆိုရင်သက်တမ်း48နှစ်ရှိပြီပေါ့နော်ကိုတိုင်းစိုက်ပျိုးတယ်ကိုတိုင်းထုတ်လုပ်တယ်ကိုတိုင်းဖြန့်ချီရောင်းချတယ်ဒီကုမ္ပဏီနဲ့လက်တွဲပူးပေါင်းဆောင်ရွက်လို့ရှိရင်အောင်မြင်နိုင်တယ် Forever လိုပါလဲကျဲရှားဆောင်ရည် Forever ကပအကြီးဆုံးရှားဆောင်စိုက်ပျိုးထုတ်ကုန်ကိုတိုင်းစိုက်ပျိုးတယ်ကိုတိုင်းထုတ်လုပ်တယ်ကိုတိုင်းဖြန့်ချီရောင်းချတာပါနော်ကပအကြီးဆုံးနော် United States အကြီးဆုံးမဟုတ်နော်အခွန်ကွာတဲ့နည်းပညာရှိတယ်အဖြူရအနှစ် stable ထိန်းနေတဲ့နည်းပညာလည်းရှိတယ်nature အားလုံးကတဘာဝ organic supplement organic ရှားဆောင်ရည် organic ရှားဆောင်ထုတ်ကုန်အဲ့ရှားဆောင်ထုတ်ကုန်ကသူက international science concept ဆိုတာ certificate ရတယ် caution mark HALA certificate ပေါ့ဒါကြောင့်သူနိုင်ငံတကာရောင်းလို့ရတယ်လူမျိုးမရွေးဘာသာမရွေးကလေးလူကြီးလူမရွေးအားလုံးတောက်လို့ရတယ် big business ပါနော်တကယ်အရန်ကြီးမားတဲ့ဈေးကွက်တစ်ခုရှားဆောင် certified organic ရတယ်ကျွဲတွေတိုးတွေမွေးပြီးတော့လေရှားဆောင်စိုက်ပျိုးခင်းနေရမှာလေမြက်ပြင်းတွေတွားစားတယ်စားပြီးရင်ကျွဲတွေတိုးတွေရဲ့ကျင်ကြီးကျင်ငယ်တပွားတက်မြောစားဒါကြောင့် certified organic Forever နိုင်ငံပေါင်း160ကျော်ရုံးချုပ်ကုမ္ပဏီတည်ထောင်ထားတယ် global business လုပ်လို့ရတယ်အိမ်မှာနေနေ global business Forever ဘာတွေရောင်းလဲလို့မေးလို့ရှိရင်တောက်တဲ့ drink ရှားဆောင်အရေး supplement အိမ်သုံးပစ္စည်း skin care United States မှာနေတဲ့မိတ်ဆွေများအားလုံးအရန်ပဲကံကောင်းတယ်အားသာချက်တွေအများကြီးရှိတယ်နံပါတ်1ဈေးတက်တာလည်းဈေးချိုတယ် made in United States နံပါတ်2 member join free ဝယ်တွေဈေးတက်တာလည်းနံပါတ်3 product ကဆိုရင်အားလုံးကအများအဖြစ်က in stock ဖြစ်တယ်ကျမတို့ Asia ခါတလေးပါနော် out of stock ဖြစ်တယ်သူတို့က item တွေလည်းစုံတယ် product မျိုးပေါင်းမျိုးစုံရှိတယ်ပြီး in stock များတယ်ဘယ်နိုင်ငံရောအကောင်းဆုံးလဲဆိုရင်ဂျပန်နိုင်ငံရောအကောင်းဆုံးဂျပန်နိုင်ငံကသူတို့ကျမကြီးကအရင်လိုက်စားတယ်အထူးသဖြင့် organic ဆိုရင်သူတို့ပို့ပြီးတော့လိုက်စားတယ်သူတို့ဒီနေ့ဆိုရင်ရှားစားရေး2လီတာတောက်တယ်လူတယောက်ကိုဒါကြောင့်ရောအကောင်းဆုံးနိုင်ငံကိုဘလောက်တောက်ချင်လဲကိုတဘောပဲကိုပိုချစ်တယ်ဆိုမြများတောက်ပါ Forever အတိက main product က2မျိုးပေါ့တစ်မျိုးကရှားစားအရေးတစ်မျိုးက9စီရှားစားအရေးတော့ဦးရှင်းဦးတက်အာဟာရနေရာကျော်ပေါင်းမျိုးစုံပါပဲငါးစီကတော့တွေးတက်မျက်စိအားကောင်းတယ်တွေးတယ်ဘက်မူအားကောင်းတယ်လူတယောက်ကတွေးတက်တယ်ဦးတက်တယ်ဆိုရင်ခန္ဓာကိုယ်ပေါ့ပါတယ်ကြားပါတယ်အာဟာရတက်လည်းညင်ညွတ်တယ် building a successful business Forever ဘလို့ရာထုတက်လဲဘောနဲ့ဘလို့တွက်လဲဒီမှာမျှဝေပြမယ်နော် product တိုင်းဆိုတာသူက CC ရှိတယ် product တိုင်းဆိုတာသူ CC ဆိုတာတတ်မှတ်တယ်အဲ့ CC က point လို့လည်းခေါ်လို့ရမှာနော်ကျမတို့ကဘလို့ခေါ်လဲဆိုတာ CC က
case credit လို့ခေါ်တယ်ဒါက global business တနိုင်ငံနဲ့ငွေစင်းလုံးပမာဏမတူဘူးဒါကြောင့် CC နဲ့တွက်တယ်နော် CC ကတင်ဂေတာတစ်ခုပေါ့နော် point United States မှာ 1cc ဆိုရင်$50 2cc ဆိုရင်900နီးပါးပါနော်အဲ့ဒါငွေရင်းစင်းနဲ့တွက်တာဒါပေမဲ့ကျွန်တော်တို့က member join ထားတဲ့အတွက်ကြောင့်5% short စီရတယ်ဆက်စချင်းပေါ့နော် member join နဲ့ 2cc ဝယ်တယ် 2cc ဝယ်ပြီးသွားပြီဆိုရင်ရာတက်ပန်30% short စီတလလုံးမှာ 4cc active ရောင်းလဲလူတစ်ကိုလည်းမိတ်ဆက်ပေးတယ် 4cc active လုပ်လို့ရှိရင်နောက်ထပ်အပိုဝင်5% ပေါ်နိုင်ရတယ်ဒါဆိုတော့30%ပါနော်ဒီ 2cc ဝယ်ပြီးတော့ပြီဆိုရင်စီးပွားရေးနှမျိုးလုပ်လို့ရပြီတစ်မျိုးကလက်လီတစ်မျိုးကလက်ကားလက်လီဆိုတာပေါ့နော်ကိုကဒီစားဆောင်ရေငါးစီတောက်နေတယ်ပြန်လဲပြီးတော့မျှဝေတယ်ပြီးရင်တို့ကကျမစီပစ္စည်းမာတယ်ကျမကမုံရင်းစေးနဲ့ရောင်းပေးတယ်30%မြတ်တယ်လက်ကားဆိုတာပေါ့နော်ကျမကဒီ business အကြောင်းတွေရှင်းပြပေးတယ်သူတို့ဒီ business ကိုလည်းစိတ်ဝင်စားတယ် member join တယ်ပြီးရင် 2cc ဝယ်တယ်လက်ကားကိုစလဲပါနော် 2cc သူတစ်တယောက်မိတ်ဆက်ပေးတဲ့သူ 2cc ဝယ်တယ်ဆိုရင် Forever Company ကကျမတို့မိတ်ဆက် J ဘောနတ်ဆိုတာလေ25% ဘောနတ်ပေးတယ်နော်လက်က business နိုင်ငံတကာ global business နိုင်ငံတကာလုပ်လို့ရတဲ့ business တလအတွင်း group team နဲ့တိဆောက်ပါဒီ business ကတူဦးကြီးတယောက်တည်းနဲ့လုပ်တာမဟုတ်ဘူး big စီးပွားရေးကြီးမားမားတည်ထောင်ခြင်းနဲ့ဆိုရင် share ဝင်မိတ်ဆက်ရမယ်လူတစ်တွေမိတ်ဆက်ပေးရမယ်လူတစ်များလေကျမတို့ big business လုပ်နိုင်နေလေပဲ team work အတူတွားရမယ်တလလုံးမှာ 10cc ဝယ်တယ်ဆိုရင်10cc ပြည့်တယ်ဆိုရင် supervisor တက်တယ်နောက်တစ်ခါဝယ်လို့ရှိရင်38 discount နော်ဝယ်လေးစိတ်တက်တာလေးနောက်ထပ်ကြိုးစားတယ် team နဲ့အတူထပ်ကြိုးစားတယ်နလစတိုက်ပေါင်း60cc ပြည့်တယ်ဆိုရင် assistant manager ရာတက်ပံ43 discount ဆက်လက်ပြီးတော့စူးစမ်းတယ်နော် manager အထိရအောင်သွားမယ် manager ကတော့အမြင့်ဆုံး percentage discount manager ရောက်ဖို့နီးလန်းက3မျိုးရှိတယ်နံပါတ်1ကတော့နလစတိုက်ပေါင်း 120cc group နော် group အားလုံး group total cc ပေါင်းနိုင်ငံခြားဈေးကွက်တွေထိုးပေါက်တယ်ဆိုရင်အဲ့ဆို global နဲ့အတူတူပေါင်းနလစတိုက်ပေါင်း 120cc ပြည့်တယ်ဆိုရင် managerနောက်ထပ်နီးလန်းနံပါတ်2ကတော့3လစတိုက်ပေါင်း 150cc ပြည့်နေ managerဒါပေမဲ့3လစတိုက်ပေါင်းတဲ့အတွက်ကြောင့်အပို 30cc ပို့လို့ရတာမနော်အချိန်လည်းပိုကြာရှည်သွားတယ်စတိုက်4လပေါင်း 150cc ပြည့်တဲ့ manager ပဲ okay part time လည်းလုပ်လို့ရတယ်လို့ full time လည်းလုပ်လို့ရတယ်part time လည်းလုပ်မယ်ဆိုရင်ပေါ့နော်3လစတိုက်ရွေးချယ်လို့ရတယ်4လစတိုက်လည်းရွေးချယ်လို့ရတယ်အဓိကတော့ manager ပန်းတိုင်ချမှတ်ဖို့ပဲပေါ့နော် manager ကအမြင့်ဆုံး percentage discount ရတတ်ပံ48 discount တဝက်ဈေးနီးပါဈေးချိုတယ်ဈေးတက်တာတယ်ဝယ်လေးဈေးတက်တာလေးပြီးတော့ team နဲ့တွားရတဲ့အတွက်ကြောင့် group team ဒီဆောက်ရတဲ့အတွက်ကြောင့် bonus လည်းရတယ်မိတ်ဆက်ကြီးလေးရတယ်နော်ဒါကကြားမရေးအပါအဝင်ကိုပိုင် business ဒီဆောက်တာ system make your money ဒီနေ့ဒီမှာပဲနှီးကုန်းချုပ်မယ်ဒါတော့ Forever Marketing Plan ပါနော် manager ရာထူးတက်ချင်တယ်ဘယ်လိုတက်မလဲဆိုရင်မေးလို့ရတယ်အသေးစိတ်ပြန်လည်ပြီးတော့လေနောက်ထပ်တင်တာအစ်စ်ရှင်းပြပေးမယ် thank you